ကျွန်တော်ဝင်းဖေပါတိတ်တော့အရေးမကြီးပါဘူးဒါနဲ့ကိစ္စလေးတစ်ခုပြောချင်တယ်ဘာလဲလို့ဆိုတော့လူမှာစိတ်ဟာတိတ်ရေးကြီးတယ်ဆိုတဲ့အကြောင်းအချက်နှစ်ချက်ကျွန်တော်ပြောချင်တယ်တစ်ချက်ကကျွန်တော်ငယ်ငယ်ကကျွန်တော်ဦးလေးတွေနဲ့ကြီးရတော့ကလေးဆိုတော့ဦးလေးတွေကဆရာပေါ့ဦးလေးတွေကိုအတုခိုးဦးလေးတွေရဲ့စကားကိုအထင်ကြီးတယ်ယုံတယ်အဲ့ဒီနော်ဦးလေးတွေကဘယ်လိုဖြစ်တုံးဆိုကျွန်တော်တို့မန္တလေးသားဒီမန္တလေးမှာမိုးရှားအဲ့တော့မိုးလေးအုံပြီးမိုးရွာမယ်ဆိုဦးလေးတွေဟာမိုးအုံတယ်မောင်မိုးရွာလိမ့်မယ်အဲ့တော့ငါတို့ဒီနေ့ညကော်ဖီကြာတောက်ပြီးတော့မိုးအေးနဲ့ကောင်းအိတ်အဲ့လိုပြောကျွန်တော်ကြားတော့ကော်ဖီဆိုတာတောက်ပြီးတော့ဒီအရသာခံပြီးအိတ်လို့ကောင်းတဲ့ပစ္စည်းအဲ့ဒီလိုမှတ်တော့ကော်ဖီကသူ့ကွာအိတ်လို့ကောင်းတဲ့အစားတောက်လို့အောင်းမိသွားအဲ့ဒါနဲ့ကျွန်တော်တို့ကကော်ဖီတောက်တဲ့အချိန်မှာဒီအဲ့လိုကောင်းနေဆိုတာကြီးဆွဲလမ်းပါကျွန်တော်ကြီးလာတော့ကော်ဖီဟာတဲ့ stimulant သူအခြေခံသူ့တဘာဝဘာလဲဆိုတော့စိတ်ကိုလှုပ်ရှားတက်ကြွစေတယ်ကော်ဖီကိုလက်ဖက်ရည်ကိုတောက်လို့ရှိရင်ညအိမ်မပြောဘူးတဲ့အိမ်လို့မရဘူးတဲ့ကျွန်တော်တို့ပညာသင်ရောလို့တင်တော့ဒါသိပ္ပံပညာအရာဒါအမှန်ဆရာတွေလည်းသင်တဲ့သာဝတ္ထလည်းပါတယ်အရေးတကြီးလို့ဒါမှန်တယ်ဆိုပြီးတော့ဖြစ်သို့တော့ဝင်းဖေကျွန်တော်ဘာမှလုံးလို့မရဘူးအဲ့ဒီငယ်တုန်းကစွဲခဲ့တယ်ကော်ဖီတောက်ပြီးကောင်းအိတ်မယ်ဆိုတဲ့ဦးလေးတွေရဲ့စကားအုံနောက်ကိုစွဲတော့ကျွန်တော်ခုတပည့်တောက်တော့ကော်ဖီတောက်တော့ဝင်းဖေကအိတ်မပျော်တဲ့ဟာမရှိတော့ဒါမှန်လားလို့ဆိုတော့တဘာဝအပြင်မမှန်ဘူးသို့သောစိတ်ကိုဘယ်လိုလွှမ်းမိုးပြီးတော့စိတ်ကိုပြင်ပြလိုက်နိုင်တယ်ဒီသဘောနော်ဒါကိုကျွန်တော်ပြောပြခြင်းစိတ်ကပြင်လို့ရတယ်တဘာဝကိုဆန့်ကျင်ပြီးပြင်လို့ရတယ်နောက်တစ်ချက်ဝင်းဖေကဒုတိယကမ္ဘာစစ်တော်တွင်မှာစကိုင်းတောင်ရိုးကိုစစ်ပြေးရင်းနဲ့အဲ့ဒီမှာသွားနေရအဲ့တော့ဝင်းဖေစစ်ဖြစ်တော့ငါဥသာရှိပြီချောင်းနေတာဖြစ်နေ